အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့တီးကြတဲ့အတိုင်းပါပဲကြားမြင်ဆရာမလေးအားမွေဖြစ်ပါတယ်ဒီနေ့ကကြတော့ဘာလာပြောပြလဲဆိုလို့ရှင်တနင်္လာသားသမီးများအတွက်ကို9လပိုင်းစာအတွက်ကိုဟောစတန်လာတင်ပေးတာပါကမိသားလင်တနင်္လာသားသမီးဖြစ်နေတဲ့ဟေးဆိုဆရာမလေးရဲ့ဒီပို့ကိုတေချာလေးနားထောင်စောင်းအောင်လေးနားထောင်ပေးပါဘာကြောင့်လဲဟေးဆိုရင်ဒီ9လပိုင်းဆိုတဲ့အတိုင်းတာပြောမယ်ဆိုနှစ်နှစ်လုံးထဲမှာပေါ့နော်တနင်္လာသားသမီးတွေညံ့ညက်တယ်လို့ဆရာမတွေ့ရှိပါတယ်ဒါပေမဲ့တနင်္လာသားသမီးတွေတည်တဲ့ဒီချိန်မှာဘာတွေဖြစ်နေမလဲဟေးဆိုလို့ရှိရင်မှောင်တိုင်းတိုက်ခြင်းခံရတတ်တယ်ဘာလို့မှောင်တိုင်းတိုက်ခြင်းခံရမလဲဟေးဆိုရင်ကိုယ့်ရဲ့စိတ်တွေပေါ့အယမ်းတွေလေပြီးတော့ဘယ်ကန်းဘယ်တောင်မှာသွားပြီးတည်မလဲဟေးဆိုတာကိုပဲတွေးပူပြီးစိတ်တော့ကတွေများနေတတ်တယ်ဘာကိုပဲလှုပ်ဘာကိုပဲကိုင်းတွေးတွေအယမ်းများပြီးဆုံးဖြတ်ချက်တွေပိုင်နိုင်ဆုံးဖြတ်လို့မရဘူးအဲ့ဒီကြားထဲမှာတင်တို့အရန်တန်ဖိုးထားအရန်ရှာဖွေစူးစမ်းပြီးရှာဖွေတတ်တဲ့ငွေနဲ့ပတ်သက်ပြီးအဲ့ဒီငွေရေးကြေးလေးတွေနဲ့ပတ်သက်ပြီးကစအကုန်ထွက်နေတာထွက်တဲ့အတွက်ကြောင့်မလို့ရင်းနှီးမြုပ်နှံမှုတွေများပြားမယ်ငွေအထွက်များမယ်စိတ်တော့ကများမယ်ဆိုတဲ့အချိန်ခါတဲ့ကိုကြားရောက်နေတယ်မလားအဲ့ဒါဟေးဆိုရင်တော့ဆရာမလေးပေးတဲ့ຢာလေးကိုလည်းသေချာလေးနားထောင်ပြီးသေချာလေးပြုလုပ်ရမှာဖြစ်ပါတယ်ရှင်ဘလို့မျိုးလဲဟေးဆိုလို့ရှိရင်တနင်္လာသားသမီးတွေကကန်တော့ညက်တယ်ဒါပေမဲ့တနင်္လာသားသမီးမှာအားကောင်းစေတဲ့အရာတစ်ခုရှိတာကဘာလဲဆိုရင်ကန်ညက်ပေးမဲ့တဲ့သူတို့ကဖြတ်ထိုးညံအရန်ကောင်းတယ်ဖြတ်ထိုးညံကတော့ဘာအရာနဲ့မှနှိပ်အောင်လုပ်လို့မရဘူးဘာကြောင့်လဲဟေးဆိုရင်တနင်္လာသားသမီးတွေကပထမတစ်ချက်ကစူးစမ်းမှုတွေရှိတယ်ဖြတ်ထိုးညံတွေကောင်းတယ်ဝိရိယလုံးလာတွေရှိတယ်မရဘူးဟဲ့မဖြစ်ဘူးဟဲ့ဆိုပြီးသူတို့ကရက်ဆိုင်မဲ့အထဲမှာမပါဘူးမဖြစ်တဲ့နီးနဲ့စူးစမ်းရယူမယ်ဆိုတဲ့စိတ်ခွန်အားကသူတို့မှာအမြဲတမ်းရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီအရာတွေပျောက်ဆုံးလူမတက်ကိုခံစားရတာမျိုးလေးတွေကြုံရတတ်တယ်ဒါပေမဲ့လည်းပဲဆရာမလေးပြောချင်တာကအခိုက်တက်လေးပဲနော်သူများကပြောတိုင်းငါတို့တနင်္လာတွေကညက်နေတယ်ငါတို့တနင်္လာတွေကအစင်မပြေဘူးဟေးဆိုပြီးတော့စိတ်ကိုပြစ်မချလိုက်နဲ့ဘာကြောင့်လဲဆိုရှင်တို့မှာဝိရိယညံရဲ့ဖြတ်ထိုးညံရဲ့ပြီးလို့ရှိရင်ကံကိုညံဆောက်တယ်ဆိုတဲ့အရာလေးတွေရှိတဲ့အတွက်အဲ့ဒီအရာကိုလုံးဝအဆုံးရှုံးမခံပါနဲ့ရအောင်စူးစမ်းမယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးထားဒီအချိန်မှာအလုပ်ဆိုရင်အလုပ်တစ်ခုတည်းငါရဲ့တိုးတက်မှုဟေးဆိုရင်တိုးတက်မှုတစ်ခုတည်းကိုမိမိတို့ရဲ့စိတ်ထဲမှာထားရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုဒီအချိန်မှာမိသားစုရဲ့အနှောက်အယှက်အတိုက်အခိုက်အဲ့လိုမျိုးတွေဝင်လာတတ်တယ်နော်အဲ့တော့ဒီတနင်္လာသားသမီးတွေကလည်းဒီ9လပိုင်းထဲမှာဆိုရင်ဘယ်လိုပြောမလဲလှေဒီမှောင်တိုင်းတိုက်တဲ့လှေထဲမှာထိုင်နေရတယ်လို့ပဲလှူလဲအဲ့လိုမျိုးတွေဖြစ်နေတတ်တယ်ဖြစ်နေတဲ့အတွက်ဘာကြောင့်မလဲတင်တို့ကငိမ့်လေးနဲ့စိတ်အေးလေးနဲ့ဘဝကိုသွားရမယ်တိုးတက်အောင်သွားရမယ်ဒီအချိန်မှာမနာလိုသူတွေပေါ်များမယ်ကိုယ့်ရဲ့တိုးတက်အကြောင်းကိုဖျက်လို့ဖျက်စီးလူတွေနဲ့ကြုံရတတ်တယ်ကိုအရန်ခင်ပါတယ်အရန်တောင်ဖိုးထားပါတယ်အရန်ယုံကြည်ရပါတယ်ဒီလူကမင်းငါတို့ကပေါင်းခဲ့တာကြာပြီလုံးဝမယုံလိုက်လေနဲ့အဲ့ဒီလူကပဲတင်တို့ကိုခောက်ချမှာကန်ချမှာနော်အဲ့ဒါလေးတစ်ခုကိုသတိထားရမယ်ဒါပေမဲ့မစီမဆိုင်တဲ့လူမတိမကျွမ်းတဲ့လူကပဲကိုကူညီစောင့်ရှောက်မှုတွေပေးလိုက်မယ်ဒီ9လပိုင်းထဲမှာဒါပေမဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးအထွက်များတယ်ဒါပေမဲ့အဆုံးအရှုံးတိကြီးကျယ်သွားဖို့အထိရှိသလားမရှိဘူးရှင်အဲ့တော့ရှင်တို့တကယ်လို့ပေါ့နော်ကံကောင်းကံပွင့်ခြင်းတယ်ဒီအရာလေးတွေကိုပျောက်ရှာစေခြင်းတယ်ကောင်းတဲ့အရာလေးတွေကိုရစေခြင်းတယ်ဆရာမရေးဆိုတော့ဆရာမစီမှာဒီလိုမျိုးအဆောင်လေးတွေရှိတယ်အဲ့တော့တနင်္လာသားသမီးအဆောင်လေးတွေပူဇော်ခြင်းနဲ့ဟဲ့ဆိုရင်လည်းရပါတယ်ဆက်သွယ်မိများလို့ရတယ်ထိုင်းနိုင်ငံတနိုင်ငံပဲဆရာမပို့ပေးတယ်တကယ်လို့မြန်မာပြည်ကလူတွေနိုင်ငံရဲ့ကြားကလူတွေဟဲ့ဆိုရင်လည်းပဲဆရာမကိုတေချာလေးဆက်သွယ်မိများဆရာမဖြည့်ပေးပါတယ်အဲ့တော့ຢာလေးကိုဘာသာကိုလှုပ်ချင်တယ်ဟဲ့ဆိုရင်ဘာလုပ်ရမလဲဆိုအောင်တပြေညွတ်လေးကိုကိုယ့်ရဲ့ပတ်စံအိတ်ထဲမှာထည့်ရမယ်မြဲတမ်းဆောင်ထားရမယ်တကယ်လို့ပတ်စံအိတ်ထဲမှာထည့်လို့အဆင်မပြေဆိုကိုယ့်ရဲ့အိတ်ရာခေါင်းအောက်မှာအမြဲတမ်းထည့်ထားရမယ်အဲ့လိုမျိုးအောင်တပြေညွတ်လေးပေါ့နော်ညှိုးရင်လဲအဲ့လိုမျိုးလေးလဲပေးပါလို့ပဲဆရာမပြောချင်တယ်ဒါဆိုရင်တော့ရှင်တို့ရဲ့ကံနဲ့ပတ်သက်ပြီးအောင်ချင်းဆိုတဲ့နေအောင်သွားရောက်တဲ့အမြဲတမ်းလို့ကိုလောက်တာကင်တာလေးတွေအောင်မြင်မှုလေးတွေရရှိလာပါလိမ့်မယ်အထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးခါနာတာခြေထောက်တွေကြိုက်တာစကြောတွေတက်တာဒါတွေပဲလဲပတ်ပြီးဖြစ်နေတတ်တယ်အဲ့ဒါလေးတခုသတိထားရမယ်တဲ့နော်ဒါပေမဲ့ဒီနေ့ထဲမှာကံကိုညံစောင်းရမယ်ဆိုတာတော့လုံးဝမမေ့ပါနဲ့ရှင်နော်လူယုံတက်လို့တည်တတ်တယ်လို့မျိုး
ဘေးရန်အန်တရဲ့ကြောက်လဲသွေးထွက်တန်ယူဖြစ်တတ်ပါတယ်ဒါပေမဲ့တင်တို့မှာကံကောင်းခြင်းတစ်ခုကဘာလဲဟဲ့ဆိုရင်ဘလောက်ပဲပတ်စံကုန်ပါစေဘလောက်ပဲငွေထွက်များနေပါစေဘာလို့ညလို့နဲ့အိမ်ချမ်းမြေရလေးတွေနဲ့ပတ်သက်ပြီးဝင်ဖို့ရှိတယ်ပြောမယ်ဆိုအိမ်တီဆောက်ကိုယ့်ရဲ့အသိအမြောင်လေးတွေတီဆောက်ရမယ်အချိန်ခါကိုကြားရောက်တယ်ရှင်เนาะအဲ့ဒါလေးတခုကောင်းတယ်ပြီးလို့ရှိရင်ငွေရတော့ဒီနေ့တည်းမှာလာမပြောနဲ့လုံးဝကိုမကြံတာရှင်เนาะအဲ့လိုမျိုးလုပ်ငန်းကိန်းနဲ့ပတ်သက်ပြီးဒီအချိန်မှာလုပ်ငန်းကိန်းတိုးချက်ရမယ်ဆိုတဲ့အကိုင်းတဲ့ရလုပ်ငန်းကိန်းတိုးချက်ရမှာလားလက်ရှိလုပ်နေတဲ့အလုပ်ကိန်းလေးတွေနဲ့ပတ်သက်ပြီးငါဘယ်လိုလုပ်ရမလဲဒီဟာကိုရက်ဆိုင်ပြီးဟိုဘက်ကိုသွားရမလားဒီခုနကရက်ဆိုင်ပြီးဒီနောက်ကိုသွားရမလားအဲ့လိုမျိုးစိတ်တွေများနေတယ်အဲ့တော့ဆရာမလေးပြောချင်တာကဘယ်အရာမှမစင်စားပါနဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အရာကိုရှေ့ဆက်ပြီးသားလှုပ်သွားပါအလုပ်ကိန်းနဲ့ပတ်သက်ပြီးဥပမာသူများအလုပ်ကိုလုပ်နေတဲ့နေစားအလုပ်လုပ်တဲ့လူလေးတွေဝန်ထမ်းအလုပ်လုပ်နေတဲ့လူလေးတွေဆိုရင်ပြောင်းလို့ရရင်ပြောင်းရွှေ့ပေးလိုက်ပါဘာကြောင့်လဲညက်တဲ့နှိဖြစ်တဲ့အတွက်ကြောင့်မလို့အပြောင်းအရွှေ့လေးလုပ်ပေးလိုက်ရင်ပို့ပြီးတော့ကောင်းမယ်တကယ်လို့ပေါ့နော်ဖြစ်နိုင်တယ်ဟဲ့ဆိုရင်ခရီးရှေ့အရက်ကိုခရီးသွားပေးပါဒါဆိုရင်တော့ရှင်တို့အတွက်ဆင်ပြေသွားလိုက်မယ်နော်ရှေ့အရက်ကိုခရီးသွားပေးမယ်စိတ်ရဲ့ပင်ပန်းမှုတွေခဏနားပြီးတော့အဲ့ဒီအောင်နောက်ကိုခဏနားပေးပြီးတော့မှအလုပ်ပြန်လုပ်ပါပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပလိုင်းပေါင်နဲ့ဖားကောက်တယ်လို့ပဲမိသားစုရေးနဲ့ပတ်သက်ပြီးတော့ဒီဘက်ကတစ်မျိုးအိမ်တော်ရေးနဲ့ပတ်သက်ပြီးဒီဘက်ကတစ်မျိုးဟေးဆိုပြီးခေါင်းတွေချလဲတတ်တဲ့အထဲမှာပါတယ်အဲ့တော့ရှင်တို့တွေကိုကျွန်မကြိုပြောပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာတွေကိုဘယ်လိုဖြတ်ကျော်သွားရမလဲဟေးဆိုရဲနင်းကိုလည်းပေးထားပြီးပြီအဲ့တော့ပညာရေးချင်းနဲ့ပတ်သက်ပြီးလုံးနေတဲ့လူတွေဒီလဲဒီနေ့ထဲမှာအောင်းနှောက်လျှောက်တဲ့အတွက်မဖြေနိုင်ဘူးရှင်เนาะအဲ့လိုမျိုးတွေပြီးလို့ရှိရင်ဖောင်တင်ထားတဲ့လူလေးတွေနိုင်ငံရဲ့အကြောင်းသွားချင်တဲ့လူလေးတွေဟေးဆိုရင်လည်းကိုတန်တရားများစွာနဲ့ရှောက်နေတတ်တယ်ဒါပေမဲ့ဆရာမလေးပြောနိုင်တာကတော့သွားရလိုက်မယ်စိတ်အေးထားเนาะသွားရမလိုက်မယ်အလုပ်တခုအေးဆေးဆေးလေးနဲ့ပဲလုပ်သွားပြီးဖြည့်ရှင်းသွားပါနိုင်ငံရဲ့အကြောင်းသွားမဲ့လူတွေလည်းသွားရလိုက်မယ်เนาะကိုပိုင်စီးစိမ်ဥစ္စာတော့မဟုတ်ကိုပိုင်လုပ်ငန်းလေးတွေတိုးချက်မယ်ဟဲ့ဆိုရင်လည်းတန်တရားများစွာနဲ့မတိုးချက်ပါနဲ့เนาะဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အတိတစ်ခုနဲ့ရှေ့ဆက်သွားပါကိုယ့်ရဲ့လုပ်ငန်းကိန်းတွေကိုကောင်းအောင်တီဆောက်သွားပါဒါဆိုရင်တော့ရှင်တို့အတွက်လုံးဝကံကောင်းလိုက်မယ်ဘာကြောင့်လဲဆိုတနင်္လာသားသမီးတွေကံကိုညံနဲ့ပဲသွားတာများတဲ့အတွက်ကြောင့်မလို့အဲ့တော့ဆရာမအထူးသင်စရာတော့မလိုဘာကြောင့်လဲဆိုတနင်္လာသားသမီးတွေကလောကရန်ရဲ့အကြောင်းအရန်ကိုကျင်လည်နေတဲ့လူတွေဘာကြောင့်လဲဆိုသူတို့ကလောကရန်ဂျားနေတွန်းဖက်တွန်းကန်ပြီးတော့လာခဲ့တဲ့လူတွေဖြစ်တဲ့အတွက်အောက်ခြေနှုံးတဲ့လူတွေဖြစ်တယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတဲ့သူ့ငါကြည့်မရငါ့ကိုသူကြည့်မရရန်နေများနေတတ်တယ်ရှင်နော်ကဲအဲ့တော့တနင်္လာသားတတ်ကိုပဲဆရာမဟောပေးတဲ့အတွက်ကြောင့်မလို့ဒီအတိုင်းလေးပဲဟောသွားပေးတာပါကဲဆရာမလေးဟောစရမ်းမှန်တယ်ဟဲ့ဆိုအသေးလေးတွေပေး like and share လေးတွေလုပ်သွားပေးပြီးတော့ဆရာမလေးမှာသေချာမေးမြန်းဆက်သွယ်ခြင်းတဲ့လူတွေနော်မန်ပိုင်ရဲ့ဘသူစီယာမှာတပြားတစ်ချက်မှမယူဘဲနဲ့မှန်ကန်တိကျစွာအာမခံပြီးတော့ဆရာမအစီရင်လဲအခန့်နဲ့ပြီးလို့ရှိရင်ဇာတာလဲစစ်ပေးပါတယ်နော်ကဲအဲ့တော့ဆရာမလေးကဒီလောက်နဲ့ပဲဆုံးသတ်လိုက်မယ်ဒီထဲမှာဆရာမ80ရာခိုင်နှုန်းပဲဟောပေးတဲ့အတွက်ကြောင့်မလို့နော်မှန်ရင်မှန်တယ်မှားရင်မှားတယ်ရေးသွားပေးပါရှင်ကဲအားလုံးကျေးဇူးတင်ပါတယ်